ပြင်ဆင်နိုင်ဖို့တတိပေးပါရစေစီရှားတာခဏမဟုတ်ပါဘူးစီစေးဟာ2020ခုအထိဒေါ်လာ100အထက်မှာရှိနေမယ်လို့ Goldman Sachs ဘဏ်ကြီးကတတိပေးပါလေအခြေအနေမကောင်းခဲ့ရင်2020ခုနှစ်ကုန်အထိစီစေး117ဒေါ်လာဝင်ကျင်ရှိနေပါမယ်ကျွန်တော်တို့လည်းမေလလောက်ဆိုနေသားကြသွားပါလိမ့်မယ်အီယန်ရတိုက်ခိုက်မှုကြောင့်ရေနံချက်လို့ဖြန့်ဖြူးတဲ့စိတ်ယုံတွေတိုးလောင်ဌာနတွေအများကြီးထီကုန်တယ်ဖြန့်ပြင်းရတာကြမယ်ငွေဘီလီယံပေါင်းများစွာကုန်မယ်ဆက်စာရိတ်တွေပြုတ်ပြင်ကုန်ကြစာရိတ်တွေကဖို့စီးပေါ်မှာအမျက်တင်ရောက်ကြမှာပဲတမတာထရမ်ဟာ2026ကြားဖြတ်ရွေးကောက်ခွင့်အပြီးလွတ်တော်ဆွဲချက်တင်ခံရပြီးယာတူးဖြုတ်နိုင်ပါတယ်ပြန်တတိယရင်2008ကစီ148ဒေါ်လာအထိတက်ခဲ့ပါတယ်နားခဲ့အပြီးကျွန်တော်တို့အတော်ဒုက္ခရောက်ခဲ့ကြတယ်အတေးကိုပြန်စင်းစားပြီးဘယ်ပစ္စည်းတွေဈေးသက်ဈေးကြလဲအဲ့ဒီတုန်းကငါတို့ဘလို့ဖြတ်ခဲ့လဲဆိုတာတတိယပါ